အားလုံးပဲမင်္ဂလာပါအခုချိန်မှာ one bit beautiful bill ad ဆိုတဲ့အင်မတန်စိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေတဲ့ဥပဒေကြမ်းတရထွက်ပေါ်လာတဲ့အခါမှာလူတွေဟာတထိတ်ထိတ်နဲ့စိုးရိမ်နေကြတယ်ဒီချိန်မှာမေတ္တာဖောင်ဒေးရှင်းမှာတော့ဖြင့်ဒီကနေ့တရက်ထဲမှာပဲကျမတို့ USCIS ကနေပြီးတော့မှစာရောက်ရှိခဲ့ပါတယ်ဒီစာ9ဆောင်ထဲမှာတစ်ဆောင်ဟာ interview letter တစ်ခုပါခဲ့တာဖြစ်ပါတယ်အဲ့တော့ကျမတို့ဘာကိုစိတ်ချမ်းသာအောင်ပေးချင်တာလဲဆိုလို့ရှိရင်ဘလို့ပဲအခက်ခဲတွေရှိပါစေအကြောင်းတစ်မျိုးမျိုးထွက်ပေါက်တွေရှိပါတယ်ကျမတို့တွေဘလို့ကူညီနိုင်လဲဆိုတာအများကြီးစီစဉ်ထားကြပါတယ်ဥပဒေကြမ်းကတော့ဖြင့်ဇူလိုင်လလာမယ့်ဇူလိုင်လလွတ်လပ်ရေးနေ့လောက်မှာထွက်ရှိမယ်လို့ကြားရပါတယ်ကဲအဆင်သင့်ဖြစ်ကြပြီလား